မြန်မာနိုင်ငံမှာနိုင်ငံရေးကိုလှုပ်ရှားနေတဲ့သူတွေကြောင့်မြန်မာနိုင်ငံရေးလောကဟာနာမည်ပြက်နေတာလို့နိုင်ငံရေးလေလာစောင့်ကြည့်သူတွေကထောက်ပြကြပါတယ်။ပြည်သူလူထုဟာနိုင်ငံရေးသမားတွေအားယုံကြည်မှုပျောက်ဆုံးနေတာမဟုတ်ကြောင်းကြောက်လန့်နေတာဖြစ်ပြီးနိုင်ငံရေးကိုလှုပ်ရှားနေတဲ့သူတွေကြောင့်နိုင်ငံရေးဟာနာမည်ပြက်နေတာဖြစ်ကြောင်းလတာမြို့နယ်တတိပုဂ္ဂလကိုယ်စားလှယ်လောင်းဒေါ်စန္ဒာမင်းက CNN သတင်းဌာနကိုပြောပါတယ်။ နေတာတော့မဟုတ်ဘူးလူထုကအကြောက်တရားတွေလည်းဖြစ်နေတာနောက်တစ်ခုမှာ2021နောက်ပိုင်းမှာဖြစ်သွားတဲ့အရေးခင်းကိစ္စတွေဒီနိုင်ငံရေးသမားတွေတော်လှန်ရေးသမားဆိုတဲ့လူတွေရဲ့ဆောင်ရွက်ပုံဆောင်ရွက်ပြီးဒီအကုန်လုံးကလူထုကိုကြောက်လန့်စေတယ်နိုင်ငံရေးကိုကြောက်လန့်စေတယ်မတော်မဖြစ်ရဲတော့အောင်ကိုကြောက်စရာကောင်းတဲ့အဖြစ်ဆိုးကြီးတွေနဲ့လူထုကကြုံတွေ့ရတာလေဒါကြောင့်မို့လို့လူထုရဲ့ဖြည့်ရတဲ့ခါမှာယုံကြည်မှုမရှိတာဆိုကြောက်လန့်နေတာလို့ပြောတာမြင်တယ်ယုံကြည်မှုမရှိတာတော့မဟုတ်ဘူးနိုင်ငံတိုင်းမှာနိုင်ငံရေးသမားတွေဆိုတာရှိတယ်နိုင်ငံရေးသမားတွေထဲမှာလည်းကောင်းတဲ့